ဖေးနာရီကိစ္စဝင်နောက်ရှက်နေစေဖြစ်လို့ပနဒီတောင်မဝင်တော့တဲ့မက်ဆီပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ Sport Bar Plus ကနေကြိုဆိုလိုက်ပါရီဘလော့ကမှာဘလောက်ပဲထိတ်တန်းရောက်နေတဲ့ကစားသမားတွေဖြစ်ပါစေချေရတဲ့မိသားစုဝင်တအုပ်ကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုကိုတော့လွယ်နဲ့ကြော်ဖြတ်နိုင်စွမ်းမရှိကြပါဘူးမကြသေးမီကောင်းမှဖခင်ဖြစ်သူကိုလက်လွတ်လိုက်ရတဲ့နာရီကိစ္စကြောင့်ဖြေမစဲနိုင်အောင်ပူဆွေးတော့ကရောက်နေတဲ့မက်ဆီတယောက်နိုင်ရွှေနဲ့ပွဲစဉ်မှာလည်းစိတ်နဲ့လူနဲ့မကတ်တယ်လို့ဖြစ်နေကြတာကိုပရိသတ်တွေမျက်မြင်ကိုတွေ့ပါပြီပွဲရဲ့အရေးကြီးဆုံးချိုးခွေးကတော့စွာရက်ပြည့်တံကျူးလွန်ခံရရာကနေရရှိလာတဲ့ပနဒီခွင့်ရင်းမှာစတင်ခဲ့တာပါအခြေဆုံးတကယ်ချင်းဖြစ်သူစိတ်သက်သာရစေဖို့နဲ့ခွန်အားတစ်တွေပြန်လည်ရရှိစေဖို့စွာရက်ကပနဒီကန်ခွင့်ကိုမက်ဆီထံနားလည်မှုရှိနဲ့လွှဲပြောင်းပေးခဲ့ပါသည်ဂွန်နကပရိသတ်တွေအားလုံးကလည်းဒီသွင်းကိုလေးနဲ့အတူဖခင်ဖြစ်သူအတွက်ရည်စူးပြီးတော့အောင်ပွဲခံမဲ့မက်ဆီရဲ့ပုံရိပ်ကိုမျှော်လင့်နေခဲ့ကြတာပါဒါပေမဲ့တကယ်လက်တွေ့မှာတော့ဝမ်းနည်းမှုတွေတနေ့တပိုးဖိစီးနေတဲ့မက်ဆီရဲ့ခြေလမ်းတွေကလေးလံလုံးနေခဲ့ပါသည်ဖျားတွေကြောင့်ကန်သွင်းလိုက်တဲ့ကန်ချက်ကလည်းအားနည်းလုံးနေခဲ့တာကြောင့်ကိုသမားကလွယ်လွယ်ကူကူပဲကာကွယ်သွားနိုင်ခဲ့ပါသည်ဒီပနဒီတာဝင်ခဲ့ရင်ပွဲရဲ့အခြေအနေကလုံးဝပြောင်းလဲသွားနိုင်ပေမဲ့အခုတော့လွဲချော်သွားခဲ့တဲ့အခွင့်အရေးနဲ့အတူအင်တာမယာမီကစားသမားတွေရဲ့နိုင်လိုစိတ်တွေပါရေစုံမျောလိုက်ရတယ်လို့ဖြစ်သွားခဲ့ပါသည်စိတ်တကြဆင်းသွားတဲ့အင်တာမယာမီကိုနိုင်ဖီတို့ကအခွင့်အရေးကောင်းယူကနောက်ထပ်3ဂိုးတောက်လျှောက်သွင်းယူသွားခဲ့ပြီး4ဂိုးတကူဆိုတဲ့ရလနဲ့ဂိုးပြတ်နိုင်ယူသွားနိုင်ခဲ့ပါသည်အင်တာမယာမီတို့အတွက်ဒီရှုံးပွဲကအမှတ်စည်းအရာနာကျင်စရာဖြစ်ပေမဲ့ဘရိတ်တက်တွေအတွက်အသေးနာရဆုံးကတော့စိတ်လန်းနဲ့မြက်ခင်းမြင့်ထပ်မှာကိုရိုင်းရှိနေလျက်နဲ့ခြေခွဲမှုတွေကြားတဲ့ရုံးကန်နေရရှာရီကမ္ဘာအကောင်းဆုံးကစားသမားကြီးရဲ့အထီးကျန်စံနေပုံရိပ်ကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ကြောင်းပါညီကိုတို့ကရောသဘောတူကြရလားဗျ